ရလပိုင်ရင်းနှင်းခဲ့ပေမယ့်မန်ယူနိုက်တက်အသင်းကသာပိုကောင်းတဲ့အသင်းလို့ဆိုလာတဲ့ Ruben Amorim အားလုံးပဲမင်္ဂလာပါယမန်နေ့ကဒီဇင်ဘာလ21ရက်နေ့ကရှင်ပြိုင်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ဆက်ခွန်မှာတော့ Aston Villa နဲ့ Manchester United တို့ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး Villa Park ကွင်းမှာကစားခဲ့တဲ့ဒီပွဲဟာပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်းအကျိတ်နဲ့ရှိခဲ့ပါတယ်အမိုရင်းကတော့3-4-3ကစားကွက်နဲ့ပဲပွဲထွက်လာပြီးအထက်ကပွဲထွက်ကစားသမားတွေဖြစ်ကြတယ်။အန်ဘီမို၊အာမတ်ဒီယာလိုနဲ့မာဆာရာဝီတို့ကတော့အာဖရိကဖလားပြိုင်ပွဲကြောင့်မပါဝင်လာခဲ့ပါဘူး။ဝိုင်းရင်ကွင်းလေလူကက်စီရိုကတော့ပွဲပယ်ပြစ်ဒဏ်ချနေတယ်လို့ပရိသတ်တွေမျှော်လင့်နေတဲ့ကိုဘီမိုင်နူကလည်းလက်ချင်ရေးကွင်းမှာတန်ရာရသွားတာကြောင့်ကွင်းလေမှာအူကာတီနဲ့ဘရူနိုဖာနန်ဒက်စ်အတွေ့အထောက်တိုက်စစ်နေရာမှာဆက်စကိုတို့ကိုအသုံးပြုလာခဲ့ပါတယ်။ပထမပိုင်းမှာတော့ United ကစားပုံကောင်းမွန်ခဲ့ပေမယ့်ပထမပိုင်းပြီးကနေမှ Villa တိုက်စစ်မှု Morgan Roger ကနောက်ကလူတွေမမျှော်လင့်ထားတဲ့အချိန်မှာအာပါပါနဲ့ကန်သွင်းလိုက်တဲ့အဝေးဟန်ချက်ကဂိုးသမား Sunny Lemons ကလည်းမကာကွယ်နိုင်ခဲ့ပေVilla အတွက်ဘိုးတန်ဦးဆောင်ကိုပေးလိုက်ရပါတယ်။တိမ်မကြခင်မှာပဲဒေါ်ကူရဲ့ဖန်တီးပေးမှုနဲ့တိုက်စစ်မှုကူညာကခြေပါကိုပြန်လည်ရယူနိုင်ခဲ့ပေမယ့်ပထမပိုင်းပြီးကနေမှ Bruno Fernandes ဟာတန်ရာရသွားပုံပြခဲ့တယ်လို့ဒုတိယပိုင်းပြန်စားတဲ့အခါမှာတော့ပြန်ပါမလာတော့ပဲလူစားလေးခံလိုက်ရပါတယ်။တည်င်းနေရပေါင်းတော့ကြော်သားတရားလို့ဆိုကြပြီး United တို့လည်းကွင်းလေပိုင်းခတ်တွေ့ခဲ့ရပါတယ်။ဒုတိယပိုင်းရောက်လို့တိတ်မကြခင်မှာပဲ Morgan Roger က United နောက်ခံလူနှုတ်ကိုကြော်ဖြတ်ပြီးကိုရီးယားထိန်းနာကနေတိကျတဲ့ကန်သွင်းချက်နဲ့ဥဆောင်ကိုထပ်မံသွင်းယူခဲ့ပြန်ပါတယ်။ဒီသွင်းကိုကြောင့် Roger ဟာပရီးမီးယားလိသမိုင်းမှာ Manchester United ကိုတပွဲတည်းနှစ်ကိုသွင်းယူနိုင်တဲ့ပထမဆုံးသော Aston Villa ကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့တယ်လို့ Man United က Sesko နဲ့ကိုညာတို့ကလည်းအခွင့်အရေးတွေကိုအသုံးချနိုင်ခဲ့တဲ့ပြင်ယူလိုပါဝင် United ခန်းစစ်ကလည်းအားနည်းနေတာကြောင့် Morgan Roger တယောက်ကတော့လှပတဲ့သွင်းကိုတွေနဲ့တူဒီပွဲရဲ့အဓိကဆက်လိုက်ဖြစ်သွားခဲ့ပြီး Ancient Aston Villa တို့ကပဲ2ဂိုးတကိုးနဲ့အနိုင်ယူသွားခဲ့ပါတယ်။ဗီလာကတော့ဒီပွဲမှာပုံမှန်အတိုင်းပဲတောင်ပန်ကစားသမားတွေနဲ့ဖူးဘက်တွေကိုပြေဝအသုံးပြုခဲ့တယ်လို့ဘောလုံးပိုင်ဆိုင်မှုနဲ့ပေးပို့မှုတွေမှာအမှားယွင်းနေပါပြီးကွင်းလေပိုင်းကိုအလင်းမြန်ကျော်ဖြတ်ရင်းတိုက်စစ်ကိုစတင်လေးရှိပါတယ်။ United ရဲ့ကွင်းလေပိုင်းကတော့ဗီလာရဲ့ဖိအားပေးမှုကိုထိထိရောက်ရောက်တုံ့ပြန်နိုင်ခဲ့ခြင်းမရှိသလိုဘောလုံးပေးပို့မှုတွေမှာအမှားယွင်းများခဲ့ပြီးရောဂျာလိုကစားသမားမျိုးကိုမပေးသင့်တဲ့နေရာလွတ်တွေပေးခဲ့ခြင်းဟာလည်းအထူးအားနည်းချက်တစ်ခုလိုဖြစ်သွားခဲ့ရတာပါ။ဒီပွဲရလဒ်ဟာဗီလာရဲ့ခရစ်စမတ်ကာလအတွက်အကောင်းဆုံးလက်ဆောင်ဖြစ်ခဲ့တယ်လို့ပရီးမီးယားလိမှာ10ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပြီးအမှတ်ပေးစရာရဲ့ထိပ်ဆုံးကအာဆင်နယ်နဲ့3မှတ်သာကွာပါတော့တယ်။ဒါနဲ့မကပဲဗီလာဘတ်မှာကစားခဲ့တဲ့နောက်ဆုံး29ပွဲမှာတပွဲသာရှုံးနေထားတဲ့အန်ဟောစရာမတန်းကိုပါဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ရလပိုင်ရှုံးနေခဲ့ပေမဲ့လည်း United နီးပြ Ruben Amorim ကတော့ကျွန်တော်တို့ဒီနေ့ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ Bruno တန်ရာရသွားတာတော့မှကျွန်တော်တို့ကစားပုံမပြတ်ခဲ့ပါဘူး။ကျွန်တော်တို့အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့ပေမဲ့မနေ့ပြန်ကြရင်ဘယ်သူမှတာကိုတတိယနေမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ရလက်ကသာအရေးကြီးဆုံးမို့လို့ပါလို့ဆိုလာခဲ့ပါတယ်။လူမစုံတဲ့ United ကတော့ဒီပွဲမှာ Academy ထွက်လူငယ်ကစားသမားတွေဖြစ်တဲ့ Jack Fletcher နဲ့ Shia Lassie တို့ပထမအသင်းမှာပွဲဥထွက်ပါဝင်ခွင့်ပေးခဲ့တယ်လို့ Fletcher ဟာအရန်ကုန်ကနေလူဆောင်ဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ Amorim ကဒါကကလပ်ရဲ့တမိုင်းကြောင်းမှာနီးပြတိုင်းက Academy ကစားသမားတွေကိုခေါ်တင်ချင်ပါတယ်။ကျွန်တော်အနိုင်ရခြင်းတယ်လို့ Academy ကစားသမားတွေအရန်ကြီးဒုက္ခမရအောင်လဲစဉ်းစားရပါတယ်လို့ဆိုပါတယ်။ဘောင်စင်တေးမှာကစားရမယ့်နယူကာဆင်ရဲ့ပွဲမှာတော့ဘရူနိုရောမိုင်နူပါဝင်နိုင်မှုမသေးကြသလိုပွဲပဲပြစ်ဒဏ်စီပြီးပြန်ပါဝင်လာမယ့်ကက်စမဲရိုနဲ့လက်ရှိမှာရုန်းကန်နေရတဲ့မန်နူရဲ့ဥကာတီတို့ပဲဝိုင်းရင်ကွင်းလေလူတွေဖြစ်ချန်ရှိပါတော့မယ်။ဒါပေမဲ့အမိုရင်ကတော့သူ့ရဲ့ရေရှည်စီမံကိန်းကိုသာအာရုံစိုက်ထားကြောင်းပြောလာခဲ့တယ်လို့ကျွန်တော်တို့အနေနဲ့ဇန်နဝါရီရောက်မှာအရေးတကြီးနဲ့အရှာအလုံးကိုလိုက်လုပ်ပြီးအမားတွေထပ်မလုပ်ချင်ပါဘူး။ဒါကြောင့်ကျွန်တော်ဒါရိုက်တာတွေစီသွားပြီးကစားသမားတွေအများကြီးလိုတယ်လို့လည်းပြောမှာမဟုတ်ပါဘူး။ကျွန်တော်တို့မှာအစီအစဉ်ရှိပြီးသားပါ။ရမတ်တီလိုအပ်နေပေမဲ့ကျွန်တော်တို့ရဲ့အစီအစဉ်တိုင်းပဲဆက်သွားပါမယ်လို့ဆိုပါတယ်။ဒီစကားအရ United နဲ့သတင်းတွေထွက်နေတဲ့ဖုံးမောက်တိုက်စင်မှုအန်တိုနီစီမန်ညိုကိုခေါ်ယူသွားဖို့ဟာနွေရာသီထိကြံ့ကြာသွားတာမျိုးပါဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ဒီတော့ကြည့်ရှုနေတဲ့ပရိသတ်တို့ရောနောက်ဆုံး10ပွဲမှာ2ပွဲသာအနိုင်ရထားတဲ့အမိုရီရဲ့စီမံကိန်းဟာတကယ်ရောအလုပ်ဖြစ်မယ်လို့ထင်ပါသလား။သင်တို့ရဲ့ထင်မြင်ချက်တွေကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။